အဖွားကြီးကရွှေတခွားသီးနဲ့မျက်လုံးကိုပို့လိုက်တဲ့အခါမှာတော့ကန်းနေတဲ့မျက်လုံးဟာအလင်းရောင်ကိုပြန်ပြီးတော့မြင်နိုင်သွားခဲ့ပါတယ်ပြီးလို့ရှိရင်အဖွားကြီးကရွှေတခွားသီးကိုအိမ်ပြင်မှာရှိတဲ့တစ်ပင်အောက်မှာမြုပ်ထားလိုက်တာဖြစ်ပြီးတော့လက်အုပ်ချပြီးတော့နမင်းကြီးပေးတဲ့ဆိုကိုကျေးဇူးတင်လို့နေပါတယ်ရွှေတခွားသီးမြုပ်နေတာကိုလူတွေစုတွေ့ရပြီးရွှေတခွားသီးကိုရောက်အောင်ယူဖို့တဲ့လူစုပြီးတော့ရွှေတခွားသီးရောက်တဲ့ကောင်လေးကိုဓမြတိုက်ဖို့လုပ်ပါတယ်ကောင်လေးကသူတို့ကိုမကြောက်ပါဘူးသူဟာတာမန်လူမဟုတ်ဘဲနဲ့အသက်2တောင်လောက်ရှိတဲ့ဝိုင်းရင်ရွှေကြက်တကောင်ပဲဖြစ်ပါတယ်သူကအရန်ကိုရရောပြီးတော့မှဆင်းရဲဒုက္ခဖြစ်နေတဲ့လူတွေကိုကိုညီတက်တာဖြစ်ပြီးတော့သူဟာရန်ကိုထူဆန်းပြီးတော့တောင်ပေါ်ကနေကိုတခုမှနေထိုင်တာဖြစ်ပါတယ်လွန်ခဲ့တဲ့4နာရီကတော့တခုခုဖြစ်မှာကိုရွှေကြက်ကအာယုံရပြီးတော့လူရုပ်ပြောင်းလိုက်တာဖြစ်ပြီးသူဟာတောက်ခါသီးနှစ်ချင်းကိုတဲကဈေးထဲမှာတွားရောက်မှုအတွက်လုံနေတာဖြစ်ပါတယ်ပြန်သွားလို့ရပြီမဲ့လေစေကန်းကိုတွားပြီးတော့လှင်ကားသွားလိုက်တာဖြစ်ပြီးလီပေါ်ရောက်တာနဲ့ကောင်လေးဟာလီသမားကိုအရင်နဲ့အညီတွေရှိလားလို့မေးပါတယ်ရှိတာပေါ့ခဏလေးနော်ဆိုပြီးတော့လီသမားဟာဟင်းကောင်းတွေကိုယူလာပေးပါတယ်ကောင်းလေးလည်းအားရပါရစားသောက်လို့နေပြီးတော့သူတော်မဲ့နေရာကိုရောက်တဲ့အခါမှာတော့လေသမားကပတ်စံရဖို့စောင့်နေခဲ့ပေမဲ့ကောင်းလေးကတော့သူ့မှာပတ်စံမရှိဘူးလို့ပြောပါတယ်လေသမားလည်းအရန်ကမှဆေးဆိုးသွားခဲ့ပြီးလေမောင်းကမပေးတဲ့ပြင်အစားအစာတွေကိုပါအလက်ကားယူချင်နေတာဆိုပြီးတော့ပြောပါတယ်ကောင်းလေးကတခွားသီးနဲ့လဲဖို့တဲ့ပြောတဲ့အခါမှာမင်းအရန်လွန်နေပြီတတိပါထွေးလိုက်ပါသေးတယ်အဲ့ဒါဟာဘာလဲဆိုတာတေချာကြည့်ပါဦးနဲ့ပကံထဲမှာရှိတဲ့တတိတွေကတောက်ပနေတဲ့ရွှေတုံးလေးတွေဖြစ်လို့သွားပါတယ်ပြီးလို့ရှိရင်လေသမားဟာသတိများမိတဲ့အချိန်မှာတခါတည်းပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်အမှန်တကယ်တော့လေသမားဟာသူ့ကလေးရဲ့ဥယောဂါကိုကုဖို့အတွက်ပတ်စံလိုနေကြောင်းသိတာကြောင့်ပဲကောင်းလေးကတမင်တက်တက်လေကိုစီးတာဖြစ်ပြီးတော့မှကောင်းလေးဟာဈေးထဲကိုပြန်ရောက်လာခဲ့ပြီဖြစ်ပြီးတော့တခွားသီးကိုစပြီးတော့ရောင်းမာတော့တယ်အခုချိန်မှာမျက်မမြင်အဖွားတယောက်ကဖျက်သွားလိုက်တာဖြစ်ပြီးကောင်းလေးဟာအဖွားရဲ့ရှိကိုသွားပြီးတော့အဖွားကိုအတိတ်လက်ကားပေးမယ်လို့ပြောပါတယ်အဖွားကိုအိမ်ပြန်ရောက်တဲ့အချိန်မှာတခွားသီးရဲ့မျက်လုံးကိုအရင်ပို့ပြီးတော့မှတပင်အောင်မှာမြုပ်ထားမယ်ဆိုလို့ရှင်တော့ကံကောင်းလာလိမ့်မယ်ဆိုပြီးတော့တူတူလေးပြောလိုက်ပါသေးတယ်အဲ့ဒါနဲ့ပဲအဖွားဟာဘေးကလူစိုးတစုလည်းအဲ့ဒီစကားကိုကြားသွားခဲ့တာဖြစ်ပြီးဒါကြောင့်မလို့အဖွားရဲ့အိမ်ကိုနောက်ကနေလိုက်သွားခဲ့တာဖြစ်ပါတယ်အဖွားအိမ်ကိုရောက်သွားတဲ့အခါမှာဆိုလို့ရှင်တော့အကောင်လေးပြောတဲ့အတိုင်းပဲလှုပ်လိုက်တော့တခွားသီးနဲ့မျက်လုံးကို3ကောက်လောက်ပုတ်လိုက်တဲ့အခါမှာအလင်းရုံကိုပြန်ပြီးတော့မြင်နိုင်ခဲ့ပါတယ်အဖွားဟာအရန်ကမှစိတ်ချမ်းသာသွားခဲ့တာဖြစ်ပြီးကောင်လေးရဲ့စကားကိုယုံကြည်သွားပြီးတဲ့အခါမှာတခွားသီးတွေယူပြီးတော့တစ်ပင်အောင်မှာတွင်းသေးလေးတစ်ခုတိုးပြီးတော့မြုပ်လိုက်ပါတယ်အဖွားကလက်အုပ်ချပြီးတော့ကျေးဇူးတွေတင်နေခဲ့တယ်လို့သူကတော့နမင်းကြီးနဲ့တွေ့ဘူးသွားခဲ့ပြီလို့ထင်နေတာပါလူစိုးတွေကလည်းတခွားသီးကိုလိုချင်နေတာဖြစ်ပြီးကောင်လေးသားကိုပြန်ပြီးတော့သွားပြန်ပါတယ်ကောင်လေးကိုလည်းမောင်းထုတ်နေပါတယ်တခြားလူတွေကတော့သူတို့ရဲ့စကားကိုကြားတဲ့အခါမှာအကုန်လုံးထွက်ပြေးလို့သွားကြပြီးကောင်လေးကတခွားသီးတွေကိုလိုချင်နေဆိုလို့ရှင်တော့ကိုယ်တိုင်လာပြီးတော့ယူဖို့တဲ့ပြောကအေးအေးဆေးဆေးနဲ့သူတို့ကိုပြန်ပြီးတော့ပြောလိုက်ပါတယ်တကယ်လဲလူစိုးလူမိုက်တွေဖြစ်ပြီးတော့မှစိတ်တွေဆိုးသွားပြီးတော့သူ့ရဲ့တပည့်ကိုသွားပြီးတော့လူခိုင်းပါတယ်ကောင်လေးကတော့လာလူတဲ့လူကိုတခါတည်းလွင့်ထွက်သွားအောင်ကိုပိတ်ကန်လိုက်တာပါလူစိုးတစ်ဖွဲ့လုံးကကောင်လေးကိုတပြိုင်နက်တည်းသွားပြီးတော့ချပေးမဲ့ဘလို့မှမနိုင်ဖြစ်ခဲ့ပါတယ်သူတို့ရဲ့ခေါင်းဆောင်ကိုယ်တိုင်ကလည်းလွင့်ထွက်လို့သွားခဲ့ပါတယ်အခုချိန်ကနေစပြီးတော့ပြည်သူတွေကိုအနိုင်ကျင့်ငါနေတော့အလွတ်ပေးမှာမဟုတ်ဘူးကောင်လေးကပြောပြီးတာနဲ့ကိုပြော့ပြီးတော့စိတ်ကန်းကိုသွားပါတော့တယ်လူစိုးတစ်ဖွဲ့လုံးကလည်းသူ့ရဲ့နောက်ကိုလိုက်လာခဲ့တာဖြစ်ပြီးသူတို့ကိုမိတာတော့မှကိုသိတာကြောင့်ကောင်လေးဟာလေးတစ်ချက်မှုတ်လိုက်ပါတယ်အဲ့လိုနဲ့သူ့ရဲ့အရှင်ကချက်ချင်းပဲရဲတန့်သွားခဲ့တာဖြစ်ပြီးအနောက်မှာကျန်တဲ့လူစိုးတွေလည်းအံ့ဩလို့သွားကြပါတော့တယ်ကောင်လေးကတော့အောက်လန်းတစ်ခုတက်နေခဲ့တာလားဆိုပြီးတော့ထင်နေခဲ့သလိုကောင်လေးဟာဂုံဝက်ပေါ်ကိုရောက်တာနဲ့ပဲခုတကူလေးကိုမြင်မြန်ပြေးဝင်သွားလိုက်တာဖြစ်ပါတယ်လူစိုးဖဲကလည်းသူတို့ကိုလက်မလွတ်ပဲလိုက်လာခဲ့တာဖြစ်ပြီးဂူရဲ့အရှိကနေကောင်လေးကအော်ခေါ်နေပါတယ်သူတို့ရဲ့ကောင်းဆောင်ဟာလေကွာနဲ့ကောင်လေးရဲ့တကားကိုပိတ်ပြလိုက်တာဖြစ်ပြီးတကားလာပြီးတော့ဖွင့်နေလို့မရှိတာကြောင့်ပဲသူတို့တွေဟာတကားကိုတွန်းပြီးတော့သွားနေကြတာပဲဖြစ်ပါတယ်သူတို့တွေတွန်းနေတဲ့အချိန်မှာတကားဟာပွင့်သွားခဲ့ပြီးတော့သူတို့တွေလည်းလွင့်ထွက်လို့သွားခဲ့ပါတယ်ကောင်လေးကသူ့ရဲ့ဂါထာနဲ့လူစိုးတွေကိုမိုးပေါ်ရောက်သွားလှုပ်လိုက်ပါတယ်သူတို့တွေလည်းလမ်းပြန်သွားကြပြီးအဲနောက်မှာတော့သူတို့ဟာမိုးပေါ်မှာလေပတ်နေခဲ့ပြီးလူစိုးတွေကတော့ကဲကြပါအောင်လို့အော်နေတာပါကောင်းလေးကလည်းသူတို့နဲ့အလဲအလဲလှုပ်လိုက်တာဖြစ်ပြီးတော့အခုချိန်ကနေစပြီးမကောင်းတာတွေမလုပ်တော့ဘူးဆိုလို့ရှိရင်သူတို့ကိုလွတ်ပေးမယ်ဆိုပြီးတော့အဲ့လိုနဲ့ပဲကောင်းလေးဟာသူတို့ကိုအောက်ကိုချပေးခိုင်းပြီးတော့တတိထက်ပြီးတော့ပေးလိုက်ပါတယ်နင်တို့သားပြည်သူတွေကိုထပ်ပြီးတော့အနိုင်ကျင့်ငါးနဲ့တွေ့မယ်တဲ့သူရဲကောင်းကြီးကျွန်တော်တို့ကိုအသက်ချမ်းသာပြီလို့ကျေးဇူးတင်ပါတယ်ဗျာသူရဲကောင်းကြီးရဲ့စကားနားထောင်ပါမယ်တဲ့အခုချိန်ကနေစပြီးတော့မှတောင်ပေါ်မှာနမင်းကြီးတစ်ပါးရှိတဲ့အကြောင်းမြို့ရတဲ့ကြားထဲမှာသတင်းတစ်ခုအဖြစ်ပြန်လည်လို့သွားခဲ့ပါတယ်ကောင်းလေးကရွှေချက်ဖြစ်တဲ့အကြောင်းကိုလည်းလူတွေသိသွားကြတာဖြစ်ပြီးသူကတေသေးဝလန်ရဲ့မျိုးစေ့တွေကိုလည်းဝေပေးတတ်ပါသေးတယ်ဘဝရဲ့ဘဝတို့ဒီလိုမျိုးစေ့တွေပေးလိုက်မယ်နော်ဒါကိုကြိုပြီးတော့စိုက်မယ်ဆိုလို့ရှိရင်ဘဝအချင်းတွေတိုးတက်လာမှာလူစုတွေလည်းကျွန်တော်ဆုံးမထားပါတယ်သူတို့ကပြည်သူတွေကိုအနိုင်မကျင့်ရတော့ပါဘူးအလုပ်ကြိုးစားမှဘဝမှာအောင်မြင်မှာနော်နောက်ကျလို့ရှိရင်အခက်အခဲတစ်ခုနဲ့ရင်ဆိုင်တွေ့ရလေရွှေချက်မြင်မြင်လာခဲ့ဆိုပြီးတော့3កောင်လောက်ဆိုလိုက်ကျွန်တော်ကူညီဖို့ရောက်လာမှာပါအားလုံးကိုနှုတ်ဆက်ပါတယ်နောက်ပိုင်းမှာရွှေချက်ရဲ့ပုံမြင်ဟာပို့ပြီးတော့နာမည်ကြီးလာခဲ့ပါတယ်အခု21ရာစုအထိတည်းအောင်လူတွေဟာရွှေချက်ရဲ့ပုံမြင်လေးကိုမှတ်မိနေတော့မှဖြစ်ပါတယ်